အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Monthly Read Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်တငယ်ချင်းမိတ်ဆွေတို့မှာအတိတ်ကနေပြီးတော့ထွက်မရတဲ့သူတွေရှိလားတခါကြလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီပြစ်ပြီးသွားတဲ့အတိတ်တွေပေါ့နော်ဒါတွေကိုပြန်လည်တွေးနဲ့ကျွန်တော်တို့အတိတ်ထဲမှာပဲအမြဲတမ်းနေကြမျိုးကြုံမှုတွေမလားဒါဆိုရင်ကျွန်တော်ဒီအခန်းမှာဘယ်လိုမျိုးအတိတ်ကိုအဆက်အသွယ်ဖြတ်ရမလဲအတိတ်ထဲကနေဘယ်လိုမျိုးထွက်ရမလဲဆိုတဲ့ဟာကိုကြီးသားထားရလေကျွန်တော်ဖတ်ပြပါမယ်အခန်းကအတိတ်ထဲကထွက်ခဲ့ပါဘယ်တော့မှအတိတ်ထဲပိတ်မိနေတဲ့အကျဉ်းသားမဖြစ်ပါစေနဲ့အတိတ်ဆိုတာသင်ငန်းစာတစ်ခုပဲဖြစ်ပြီးတင့်ကိုတသက်တကြွထောင်ချလိုက်တာမဟုတ်ပါဘူးအမည်မသိအတိတ်စကလုံးကသာတူတာအမှတ်တရတွေကအများကြီးပဲကျွန်တော်တို့လူသားတွေကလည်းခက်တော့ခက်တာကောင်းတဲ့အတိတ်တွေကိုခက်ပြန်စဉ်းစားကြရတာမကောင်းတဲ့အတိတ်တွေကတကူးတကကြီးစဉ်းစားစရာမလိုပဲခေါင်းထဲမှာပေါ်လာလေးရှိပါတယ်တွေ့ဝငင်းမောနဲ့ဘဝကိုဖျက်ဆီးနေတဲ့သူတွေအများစုကအဲ့ဒီအတိတ်ထဲကနေမထွက်နိုင်တာကိုကျွန်တော်တွေ့မိခဲ့တယ်အတိတ်ဆိုတာမတွေးမိရင်ကွယ်ပြောက်သွားပြီဖြစ်တဲ့အရာတစ်ခုပါအတိတ်ဆိုတာမတည်ရှိတော့ပါဘူးဒါဆိုအတိတ်ကဘာလို့ဒီလောက်တောင်ပါဝါရှိနေတာလဲလို့သင်မေးကောင်းမေးနိုင်ပါတယ်အဖြေကတော့ရှင်းပါတယ်သင်ကိုယ်တိုင်မရှိတော့တဲ့အတိတ်ကိုခဏပြန်ခေါ်ပြီးသင်ရဲ့ခေါင်းထဲမှာနေရာပေးထားလို့ပါအတိတ်ကိုမြှောက်စားထားတဲ့အတွက်အတိတ်ကလည်းသင်ကိုပြန်ပြီးတော့ပါဝါပြနေခြင်းဖြစ်ပါတယ်အတိတ်ကိုမေ့ခြင်းရင်ပထမအဆုံးလုပ်ရမှာကအတိတ်ကိုပါဝါမပေးဖို့ပါအရင်ဆုံးသင်ဘာလို့အတွေးတွေများနေတယ်လဲဆိုတာပြန်စဉ်းစားပါအဓိကအကြောင်းရင်းကတွေးဖို့အချိန်ပိုတွေများနေလို့ပါဒီတော့မိမိကိုယ်ကိုအလုပ်ပေးဖို့လိုပါတယ်ကျွန်တော်ဘဝမှာလည်းနာကျင်ခဲ့ရမှုတဲ့အခိုက်အတန့်တွေရှိခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီအတိတ်တွေကိုမေ့ဖို့အလုပ်တွေပိုစူးစမ်းခဲ့ပါတယ်ဘလောက်တောင်စူးစမ်းသလဲဆိုရင်စနေတနင်္ဂနွေတောင်ရုံသွားပြီးအလုပ်လုပ်ပါတယ်ရုံကလာပြီးရုံကအလုပ်လဲနည်းနည်းကူရင်မိမိဝါသနာပါတဲ့ blog ရေးတာကိုလည်းလုပ်မယ်ဖြစ်ကြောင်းမန်နေဂျာကိုကျွန်တော်ခွင့်တောင်းခဲ့ပါတယ်မန်နေဂျာကဩစတြေးလျနိုင်ငံသားဖြစ်ပြီးကြီးဖြူကိုခွင့်ပြုခဲ့ပါတယ်မိမိမှာအားတဲ့အချိန်များလေအဲ့ဒီအတိတ်တွေကခေါင်းထဲရောက်လာလေပါပဲဒါကြောင့်မိမိဝါသနာပါတဲ့အရာတွေကိုစနေတနင်္ဂနွေတိုင်းအွန်လိုင်းမှာသင်ယူပါတယ်မအိမ်မနေစူးစမ်းတာမျိုးတော့မဟုတ်ပါဘူးကျမ်းမာရေးကလည်းပျော်ရွှင်ခြင်းရဲ့အဓိကအကြောင်းရင်းထဲမှာပါနေတာသိလို့ကျမ်းမာရေးထိခိုက်အောင်တော့ဘယ်တော့မှမလုပ်ခဲ့ပါဘူးဒါပေမဲ့အားတဲ့အချိန်အယမ်းမရှိအောင်တော့မိမိကိုယ်ကိုအလုပ်ပေးခဲ့ပါတယ်ဒဏ်ရာတော့အရှင်းမပြောက်ပေမဲ့အနာကိုခဏတော့သွားမကုန်မိတော့ဘူးပေါ့အချိန်ကြာလာတာနဲ့အမျှမိမိအလုံးမှာလဲပုံမထူးချွန်လာပြီးအတိတ်ကိုတဖြည်းဖြည်းမေးပြောက်လာခဲ့ပါတယ်အခုစာရေးနေတဲ့အချိန်မှာဆိုအဲ့ဒီအတိတ်တွေအတွက်လုံးဝဝမ်းမနေတော့ပါဘူးဘဝကပန်းခင်းတဲ့လမ်းမှာမဟုတ်တာအတိတ်ကနာကျင်စရာတွေဟာပန်းတိုင်စီလျှောက်တုံးခလုတ်တိုက်တာနဲ့အတူတူပါပဲဒဏ်ရာကြီးတာနဲ့သေးတာပဲကွာတာပါဒါပေမဲ့ထိုင်ငိုနေဖို့အချိန်မရှိပါဘူးဘဝကတင့်ကိုဒီလောက်တောင်အချိန်တွေအများကြီးပေးမထားပါဘူးစိုးရွားတဲ့အတိတ်တွေကထွက်ချင်ရင်တော့အောက်ကအချက်တွေလိုက်လုပ်ကြည့်ပါနံပါတ်1အတိတ်ကိုပါဝါမပေးနဲ့ဒီအချက်ကတော့ရှင်းပါတယ်အပေါ်မှာကျွန်တော်အဖြစ်ပြက်နဲ့ဥပမာပေးထားပါတယ်အတိတ်ဆိုတာသူ့အကြောင်းတွေးလေသူကစွမ်းအားပိုကြီးလာလေပါပဲဒီတော့အတိတ်အကြောင်းမတွေးမိအောင်မိမိကိုယ်ကိုအလုပ်ပေးပါအားလက်ချိန်အရမ်းများရင်တွေးဖို့အချိန်ပိုရလိမ့်ရှိပါတယ်တွေးဖို့အချိန်ပိုရရင်အတိတ်ကတင့်ကောင်းတဲ့အလဲပြန်လာပါလိမ့်မယ်ဒါကြောင့်အလုပ်ပိုလုပ်ပါကျမ်းမာရေးထိခိုက်တဲ့အထိမလုံမိအောင်သာထိန်းပါနံပါတ်2အခြားသူအပေါ်အပြစ်တင်တာရပ်လိုက်ပါတော့ကို့အပေါ်တစုံတစ်ယောက်ကတက်စာဖောက်သွားလို့ကိုကရိုးသားလျက်နဲ့သူကမရိုးသားလို့ကို့အပေါ်အသုံးချသွားလို့စသဖြင့်တွေးပြီးထိုးသူကိုနာကြီးနေတာတွေဖျောက်လိုက်ပါငါလေးတော်တော်တနာဖို့ကောင်းတာပဲဆိုတော့မိမိကိုယ်ကိုတနာနေခြင်းကိုလည်းဖျောက်ပါလောကကြီးမှာအရာရာဟာတင်ဖြစ်စေခြင်းတလို့ဖြစ်မှာမဟုတ်ပါဘူးသူတပားကိုတင်ထိန်းချုပ်လို့မရပါဘူးတင့်ကိုတခါဒုက္ခပေးပြီးသွားတဲ့အရာတွေကဆက်ဒုက္ခပေးနေသေးတယ်ဆိုရင်တင်အချိန်ချင်းရှုံးတလို့ဖြစ်နေပါလိမ့်မယ်တစ်ချိန်မဲ့အရှုံးခံမှာအဲ့ဒီဆိုးရွားတဲ့အတိတ်အတွက်ခေါင်းထဲပေးထားတဲ့နေရာနှမျောဖို့ကောင်းပါတယ်သူများအပေါ်အ
ပြစ်တင်မဆုံးဖြစ်နေရင်ကိုလည်းဘယ်တော့မှအေးချမ်းမှာမဟုတ်ပါဘူးတခါတလေခွင့်လွတ်လိုက်ခြင်းဟာအကောင်းဆုံးကလေးစားချေခြင်းဖြစ်နေတတ်ပါတယ်နံပါတ်3ပြစ္ဆုတ်ပံကိုအချိန်ပေးကြည့်ပါလက်ရှိအချိန်တွေရဲ့တန်မိုးကိုမေ့ထားတာများကြာနေပြီလားတင်မိနေရင်တတိပေးပြစေတင်ဘဝမှာတင်အပိုင်ဆုံးအရာကအခုအသက်ရှူနေတဲ့အခိုက်အတန့်လေးပါအတိတ်ဆိုတာတင့်ရဲ့အတွေးထဲမှာတည်ရှိတော့ပြီးအနာဂတ်ဟာလည်းမရောက်ရှိသေးပါဘူးတင်ဘလောက်အထိအသက်ရှင်မယ်ဆိုတာလည်းတင်မပြောနိုင်ပါဘူးတင်ပျော်ရွှင်မှုတွေပြန်ရကျင်နေဆိုရင်ယခုကစပြီးပျော်ရွှင်ဖို့လိုပါလိမ့်မယ်ယခုလက်ရှိအချိန်ဟာတင်အပိုင်ဆုံးအချိန်ဖြစ်ပါတယ်လက်ရှိပိုင်ဆိုင်နေတဲ့အချိန်လေးတွေမှာဘဝမှာပျော်ပျော်ရွှင်ရွှင်စိတ်ထားကောင်းကောင်းလေးနဲ့ဖြတ်သန်းမှာအတိတ်ကိုချက်ချင်းမေ့ပစ်ဖို့တော့မလွယ်ကူပါဘူးအတိတ်တွေကအခါအားလျော်စွာခေါင်းထဲပြန်ဝင်လာတတ်ပါတယ်အဲ့ဒီလိုဝင်လာတဲ့အခါခါတီးတီးဖြစ်ဖို့မလိုပါဘူးခေါင်းထဲပြန်ဝင်လာတာကိုအတိမတ်ပြုပါဒါပေမဲ့ဖြည်းဖြည်းချင်းအဲ့ဒီအတိတ်ကိုမောင်းထုတ်ပါဥပမာငါဘာမှမဖြစ်ဘူးဒါကအတိတ်ပဲရှိတော့တာအခုရှိတော့တာမှမဟုတ်တာအခုငါပျော်ရွှင်ဖို့ငါစူးစမ်းနေပြီပဲငါအနာဂတ်ကိုငါအာရုံစိုက်မယ်ဆိုတာမျိုးမိမိကိုယ်ကိုပြောပြပါနံပါတ်4အမိုက်ရှင်းမှအနံ့သက်ကောင်းမယ်အုံနောက်ဟာအခန်းတစ်ခန်းနဲ့တူပြီးအတိတ်ဆိုးတွေဟာအမိုက်နဲ့တူပါတယ်အတိတ်ဆိုးတွေကိုမထုတ်နိုင်သေး၍အုံနောက်ထဲမှာငီးညူစရာတွေပဲရှိနေမှာပါအခုချိန်ကစပြီးငါခေါင်းထဲကအမိုက်တွေကိုရှင်းတော့မယ်လို့ဆုံးဖြတ်လိုက်ပါအုံနောက်ထဲမှာနာကျင်စရာတွေအဆိုးမြင်စရာတွေပဲရှိနေရင်တင်ဘဝထဲကိုကောင်းတာတွေဝင်လာဖို့အခန်းလွတ်ရှိတော့မှာမဟုတ်ပါဘူးကောင်းမွန်တဲ့အရာတွေဝင်လာနိုင်ဖို့တင့်အုံနောက်ထဲကအမိုက်တွေကိုရှင်းထုတ်ဖို့လိုပါတယ်ဒီနေ့ကစပြီးအမိုက်တွေစရှင်းပါတော့ဒီစာကိုဖတ်နေတဲ့တင့်မှာဝမ်းနည်းစရာအတိတ်တွေနာကျင်စရာတွေရှိကောင်းရှိနေနိုင်ပါတယ်တခါတလေတင်ခံစားရဘူးတဲ့ဒဏ်ရာလောက်ပြင်းတဲ့ဒဏ်ရာမျိုးဘယ်သူမှခံစားဘူးမှမဟုတ်ဘူးလို့တင်တွေးကောင်းတွေးနိုင်ပါတယ်တင်ခံစားဘူးတဲ့ဒဏ်ရာမျိုးနဲ့ထပ်တူကြတဲ့ဒဏ်ရာတွေအခြားသူတွေမှာရှိချင်မှရှိပါလိမ့်မယ်ဒါပေမဲ့သူတို့မှလည်းမတူညီတဲ့အတိတ်ဒဏ်ရာတွေရှိတတ်ကြပါတယ်အဲ့ဒီအတိတ်တွေကိုမတူးဆွမိလောက်အောင်မိမိကိုယ်ကိုအလုတ်ပေးရင်စူးစမ်းရမှာဖြစ်ပါတယ်အခုအချိန်ထိအတိတ်ထဲကယုံမထွက်နိုင်သေးတဲ့အထက်မှာတင်ပါနေရင်ဒီနေ့ကစပြီးယုံထွက်ဖို့စူးစမ်းပါတော့မိမိကိုယ်ကိုအလုတ်ပေးပါအလုတ်တွေပို့စူးစမ်းပါသူများတွေကိုလည်းကူညီပါတဖြည်းဖြည်းတင်အတိတ်တွေစီကနေပြီးတော့တေချာပေါက်လွတ်မြောက်သွားပါလိမ့်မယ်တင်ကောင်းထဲမှာမှတ်ထားဖို့ကအတိတ်ဆိုတာပြန်မတွေးရင်မတည်ရှိတော့ပါဘူးတဲ့ဒါကတော့အခန်းကားဖြစ်ပါတယ်အတိတ်ထဲကထွက်ခဲ့ပါဆိုတဲ့အခန်းလေးဖြစ်ပါတယ်ကျွန်တော်တို့အတိတ်ထဲမှာပိတ်မိနေတဲ့သူတွေများရှိရဆိုလို့ရှိရင်ဒီစာလေးနားထောင်ပြီးတော့တစုံတရာဉာဏ်တစ်ခုရရှိသွားမယ်လို့လည်းမျှော်လင့်ပါတယ်ကျွန်တော်တို့အတိတ်တွေကိုမေ့ထားပြီးတော့ကျွန်တော်လှုပ်ထိုက်တဲ့အရာတွေအလုပ်တွေစူးစမ်းရမယ်ကျွန်တော်တို့အားလက်ချိန်ဒီမှာဝါသနာပါတဲ့အရာလေးတွေပေါ့တခုခုပေါ့ကျွန်တော်တို့အလုပ်ရင်းနဲ့အတိတ်တွေကိုမေ့ဖြောက်လို့ရမယ်အနာဂတ်ကိုမတွေးဘဲနဲ့ပေါ့နော်ပြစ္ဆုတ်ပံမှာပဲစိတ်ကိုထားပြီးတော့စူးစမ်းကြည့်ပါနေကြည့်ပါလို့ကြံပေးချင်ပါတယ်အားလုံးတရားပျော်ရွှင်တဲ့နေ့လေးပိုင်ဆိုင်ပါစီခင်ဗျာနောက်ဗီဒီယိုမှာတွေ့ပါမယ်ဘိုင်ဘိုင်